ကြည့်လိုက်ပါကြာရှင်တန်ချင်းနဲ့ဒီဆောင်ချင်းသားကစက္ကန့်ပိုင်းလေးပါတင်လာဒီညမှာဆိုရင်ဘယ်လိုလုပ်မလဲဒီနေ့ဗီဒီယိုမှာတော့ CCTV တွေနဲ့ဖုန်းတွေကင်မရာတွေမှာရှိုင်းမိထားတဲ့ကဘာတက်စရာအကောင်းဆုံးအသက်လူပွဲတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အခုမြင်တွေ့နေရတဲ့ရင်ခွင်းတွေဟာသွေးကြက်စရာကောင်းပြီးရင်တော်မဲ့ရင်ခွင်းတွေဖြစ်လို့စိတ်ခံလိုက်ထားပြီးကြည့်မှာပဲရမယ်နော်လုံးဝတုံလို့ဆရာညင်ခွင်းနေဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်တုံသွားရင်လည်းလိုက်လို့ဖို့မမေ့နိုင်ဘူးနော်ပထမဆုံးအနေနဲ့ထိုင်ဝမ်နိုင်ငံကလမ်းမပေါ်မှာကားရီပုံမှန်မောင်းနေချိန်မှာလေယာဉ်တစ်စီးဟာဘေးတစောင်းကြီးပြန်နှန်းလာပြီးတရားကိုကြိုက်မိကညစ်ထဲကိုထိုးချသွားပါရဲ့ရှင်ကြည့်လိုက်ပါလေယာဉ်တောင်မှန်ဟာတက်စီတစ်စီးကိုတော့ထိမိသွားပါသေးရဲ့နော်ဒါဟာတကယ်ကိုရင်တုံစရာကောင်းပါရဲ့ရှင်စက္ကန့်ပိုင်းလေးပဲလိုရရဲဆိုတာကိုညင်နိုင်ပါတယ်နော်ကောင်းမောင်းနေတဲ့သူအနေနဲ့ဒါကိုညင်ရလုံးဝသတိလွတ်သွားနိုင်ပါရဲ့ရှင်ဒီချိန်မှာကတရားပေါ်မှာရှိနေတဲ့လူတွေထင်းလန့်ကြအတန်တွေကလည်းဗီဒီယိုထဲမှာအတိုင်းသားပါနေပါရဲ့ရှင်လေရင်ကြီးညစ်တဲ့ကြာသားတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ရေလိုင်းတွေကလည်းဘယ်လောက်ထိရင်းထန်လဲဆိုတာပြသနေပါရဲ့ရှင်15 people were rescued, among them 72-year-old Huang Jinsun, seen here moments afterward. Today, we filmed this evidence of another lucky escape, the taxi struck by the plane's wingtip. တဘာဝဘေးအနေနဲ့တွေထဲမှာကြောက်စရာအကောင်းဆုံးအရာကိုကြပါဆိုရင်လေဆင်နှမောင်းတွေကိုကြားမှာပါရှင်အခုမြင်တွေ့နေရတာကတော့လေဆင်နှမောင်းတစ်ခုရဲ့ဘိုးချက်ထဲကိုထားရောက်ရှိခဲ့တဲ့ကားတစ်စီးရဲ့ dash cam record ပဲဖြစ်ပါရဲ့ရှင်ဆက်စချင်းမှာတော့လေတွေပြင်းထန်နေအောင်ပဲဖြစ်ပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးနေရင်းကြောင်ကြီးကနေအမှန်အတိဖြစ်သွားတာကိုမြင်ရမှာပဲဖြစ်ပါရဲ့ရှင်အပြင်မှာလက်စင်နေတဲ့အိမ်အမိုးတွေတစ်ပင်တွေနဲ့အမိုက်တရိုက်တွေဟာကားမှန်ကိုလာမှန်ပြီးကားတစ်စီးလုံးကိုလေထဲကိုညှက်သွက်သွားမတက်တုံခါနေတာပဲဖြစ်ပါရဲ့ရှင်အဲ့ဒီအချိန်မှာတော့ကားမောင်းတဲ့သူရဲ့ကြောက်လန့်တဲ့စားအော်ဟစ်တန်တွေဟာဒီခေတ်ကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုဖော်ပြနေပါရဲ့ရှင်လေစင်နှမောင်းဖြစ်သွားပြီးတဲ့နောက်မှာတော့ပတ်ဝန်းကျင်ကလုံးဝကြောင်းလဲသွားပြီးပြက်စင်းယူရမှုတွေပဲတန်ရှိနေတာပဲဖြစ်ပါရဲ့ရှင်ဒီလူဟာအဲ့လိုအခြေအနေမျိုးကနေအသက်ရှင်နေတာဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့ကံကောင်းမှုတစ်ခုပဲဖြစ်ပါရဲ့ရှင်အခုတင်တော့ညင်တွေ့နေရတဲ့ညင်ဝင်းကတော့2014ခုနှစ်ဧပြီလ3ရက်နေ့မှာထိုင်ဝမ်နိုင်ငံဟွာလန်မြို့မှာဖြစ်ပွားခဲ့တဲ့ပြင်းအား9.4အဆင့်ရှိတဲ့အင်အားပြင်းငလျင်တစ်ခုရဲ့အကြောင်းလောက်ဖွယ်မှတ်တမ်းပဲဖြစ်ပါရဲ့ရှင်တောင်ကြားလမ်းပေါ်မှာကားမောင်းနေရုတ်တရက်မြေကြီးတွေပြင်းပြင်းထန်ထန်တုန်ခါလာပြီးမျက်စိရှိမှရင်တောင်တစ်ခုလုံးပြိုကျသွားတာကိုခန်းစားလိုက်ရမှာပါရှင်ကြည့်လိုက်ပါလမ်းမပေါ်ကိုတန်ချိန်ပေါင်းများစွာလေးလံတဲ့ကြောက်တုံးကြီးတွေဟာကောင်းငင်ကနေကျလာတဲ့မိုးရေစက်တွေလိုပဲတဝုံဝုံနဲ့ပြိုကျလာတာပါရှင်အရှိကကားလေးဆိုရင်ကြောက်တုံးကြီးအောက်တိတ်မိမလို့ဖြစ်သွားပြီးအနောက်ကိုအသက်လူရင်းစုံနေရတာကိုမြင်ရမှာပါရှင်ဒါဟာရုပ်ရှင်တွေကအခန်းတစ်ခုမဟုတ်ပါဘူးနော်စက္ကန့်ပိုင်းလေးသာနောက်ကျခဲ့ရင်ဒီလူတွေအားလုံးမြေရောက်ချက်ကိုရောက်သွားနိုင်တဲ့အခြေအနေပါရှင်တဘာဝတရားကြီးရဲ့အင်အားရှင်မှာလူသားတွေဘယ်လောက်ထိသိနေလဲဆိုတာဒီခေတ်ရက်ကသက်သေပြနေပါတယ်နော်စတောက်ချက်ကတော့အိမ်ထဲမှာရှိနေတဲ့မျိုးသားတို့ရဲ့ဖုန်းနဲ့ရိုက်ထားတာပါလေကြိုင်နှုန်းပြင်းထန်လာတာနဲ့ညအိမ်ခါမိုးကြီးတစ်ခုလုံးဝုန်းနဲ့ကွာစားတာကိုညရမှာပဲဖြစ်ပါရဲ့ရှင်သူကိုယ်တိုင်ကလည်းလေရဲမှာလွန်သွားတော့မဲ့အခြေအနေပါဖန်သားတင်တစ်ခုလုံးအကွဲသွားပြီးအိမ်တစ်ခုလုံးကျစီးသွားတဲ့မြင်ကွဲမှာလူတို့အနေနဲ့မိမိအိမ်စီပြိုကျကျစီးသွားတာကိုကိုယ်တိုင်မြင်တွေ့နေရတာကတကယ်ကိုနှလုံးမကောင်းစရာပါပဲရှင်ဒါဟာသဘောတရားကြီးရဲ့ခက်စီးနိုင်စွမ်းဘယ်လောက်ရှိလဲဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါရဲ့ရှင်သူ့အသက်ရှင်သွားတာကလည်းလုံးဝအံ့ဩစရာကောင်းလာပါတယ်နော်နောက်ဆုံးတစ်ခုကတော့ဂျပန်နိုင်ငံကဆူနာမီဖြစ်စမှာရေတွေဟာညူတွေကိုဝုန်းနဲ့စီးဆင်းလာပြီးကားတွေအိမ်တွေနဲ့လူတွေကိုဝါညွတ်သွားတာပဲဖြစ်ပါရဲ့ရှင်ညနေနေရကလူတွေအော်ရနေကြပါရဲ့ရှင်မြို့တစ်မြို့လုံးကြောက်ခွေသွားတာကိုအချိန်နဲ့အမျှရိုက်ကူးထားတာပါဒါဟာကမ္ဘာအချက်စရာအကောင်းဆုံးတဘာဝဘေးအနေနဲ့တစ်ခုပါရှင်မြင်တွေ့နေရတဲ့ရစီးမှုတွေဟာတကယ်ကိုညှိရကြစရာပါပဲရှင်လူတွေအနေနဲ့ဘာမှကြိုတင်ရည်စင်ချိန်မရပဲသူတို့ရဲ့ဘဝတွေသူတို့ရဲ့အိမ်တွေဟာရည်စည်းရဲရုပ်ပါသွားခဲ့ရပါရဲ့ရှင်
တိဆက်ပေးခဲ့တဲ့ညင်ကွင်းတွေကတဘာဝတရားကြီးနဲ့ကံကြမ္မာရဲ့ရှေ့ကလူသားတွေဘလောက်ထိသိငယ်လဲဆိုတာပြသနေပါရဲ့ရှင်။တင်တို့ရောဘယ်ညင်ကွင်းကကြောက်စရာအကောင်းဆုံးဖြစ်မလဲရှင်။ comment မှာရေးပေးခဲ့ကြပါအောင်နော်။နောက်လေးဟက်ကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးရှင်။